လူတိုင်းခဏခဏမေးပါတယ်ဥအောင်ကိုမအောင်မြင်ခြင်းမအောင်မြင်ဆိုဥအောင်ကအိမ်ကနေရွှေတော်ကနေစထွက်ကြတယ်အောင်မြင်နေတယ်လို့ဘယ်တော့မှဥအောင်မှာမအောင်မြင်ဘူးဆိုတာမရှိဘူးအဲ့တော့ကိုရရောင်းတော့ရောကိုရနာမည်ရတာအောင်မြင်တာမဟုတ်ဘူးလားအခုရွှေတန်ကြတော့ရွှေတန်ဒီအပြိုင်ဆိုင်လုပ်နေရလေအဲ့တော့လူတွေထင်တာကိုကိုမအောင်မြင်ဘူးလို့လမ်းပြောက်တယ်လို့အဲ့ဒါအင်မတန်မှားတယ်နော်လမ်းပေါ်မရောက်သေးပဲနဲ့လူဆိုတာလမ်းပေါ်ရောက်အောင်မယ်လမ်းပေါ်ရောက်ရင်လမ်းများများသွားရင်ဘာတိုက်တတ်တယ်ခင်ဗျားတို့ခလုတ်တိုက်တာကိုလမ်းပြောက်တယ်မထင်နဲ့ကိုအောင်မြင်တယ်လို့ယူဆမှာအောင်မြင်မှာပေါ့အမြဲတမ်းအောင်မြင်လို့မှတ်ပါခဏဒီမှာပြောတယ်ခင်ဗျားတို့လူတယောက်မှမရှိဘူးနော်ကျုပ်တယောက်တည်းအောင်မြင်နေတာရတယ်လို့ငါပြည့်ရင်နာကြီးပြည့်ရင်ခေါ်ငါမှတယောက်တည်းပြောမှာတကယ်အောင်မြင်မှုဆိုတာနောက်ဆုံးသေကန်ကြီးထွက်တဲ့မှာဟိုဘဝဒီဘက်ကိုရုံနဲ့နံနဲ့ချုပ်တဲ့အချိန်မှာလာလိမ့်မယ်ခင်ဗျားတို့အဲ့ဒီအာကုသိုလ်တွေကုသိုလ်တွေအဲ့ဒါကြီးမကြော်ဖြတ်နိုင်လို့ကြောက်ရင်ကုသိုလ်နဲ့သေလို့ရှိရင်ကောင်းတာရောက်မယ်အာကုသိုလ်နဲ့သေရင်ငရေရောက်မယ်အဲ့ဒါမှတကယ်အောင်မြင်မှုအဲ့ဒီ system အဲ့ဒါလုပ်ဖို့အတွက်ကတော့တရားစခန်းမှာခေါ်ထားတယ်လောကမှာမအောင်မြင်ဘူးဆိုတာရှိကိုမရှိဘူးကျင့်တဲ့နေအောင်မြင်တာပဲလေကိုယ့်ရရောင်ရင်းတက်လက်ဥအောင်ကျင့်တဲ့နေတာဥအောင်အောင်မြင်နေတာပဲအခုရွှေတိုင်းနေရွှေသိန်းတိုင်းနေဖွင့်တာအောင်မြင်တာအခုဥအောင်မှာအဆုတ်ယောဂရှိတယ်အင်မတန်ပင်ပန်းတယ်တော်တော်များများလုပ်ပြီးတော့ဒီမှာလက်နဲ့မျိုးစုံနဲ့ရေနွေးတွေရောဆေးတွေရောလုပ်ပြီးပြောနေတာဒါဥအောင်အောင်မြင်နေတာပဲအဲ့တော့လူငယ်တွေကိုပြောချင်တာမအောင်မြင်ဘူးဆိုတာဘာလဲမင်းမအောင်မြင်တာဒီခလုတ်တိုက်ပါများမှာလမ်းမှန်ရောက်မှာပေါ့နော်